mind map ဆိုတာပါလေ mind map အကြောင်းဘာလို့သိဖို့လိုအပ်တာလဲအဖြေကတော့ speaking နဲ့ writing မှာကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ဖို့သုံးထပ်ဖို့ဆိုလို့ရှိရင် mind map concept ကိုအသုံးပြုရမှာဖြစ်ပါတယ်apples ကဘာလဲဆိုတာကျမတို့ငငယ်လေးကသိခဲ့ကြတယ်ဒါပေမဲ့apples အကြောင်း10 minutes စာ speaking ပြောပြပါဒါမှမဟုတ်လို့ရှိရင် write briefly about apples apple အကြောင်းပေါ့နော်essay ပြပါဆိုရင်ကျမတို့ဘယ်ကနေစပြီးရေးရမယ်မသိတော့ဘူးလို့ဖြစ်တတ်ကြရပေါ့နော်ဆိုတော့အဲ့လိုခက်ခဲတွေကိုဖြေရှင်းဖို့အတွက်ဒီနေ့ mind map ရဲ့အလုံးလုံးပုံလေးကိုကျမတစ်ချက်မျှဝေပေးခြင်းပါတယ်ကျမတို့ဘယ်ကနေစပြောလိုက်မလဲဆိုရင်အရောင်ကစပြောမယ်ပေါ့ apples ရဲ့အရောင်အပါဖြစ်နိုင်တယ် maybe green or red ဖြစ်နိုင်တယ်ဒါကိုကျမတို့အချက်နဲ့ချက်ထည့်လိုက်မယ်ပြီးရင် apples ရဲ့ပုံသဏ္ဍာန် shape က round ဖြစ်တယ်ပေါ့တခါတရံသူ့ရဲ့ taste ကဘယ်လိုမျိုးလဲ sweet ဖြစ်တယ် maybe sour လည်းဖြစ်နိုင်တယ်နောက်တစ်ခုသူဒီအရေးရွှမ်းနဲ့ juicy ဖြစ်တယ်လို့ပြောမယ် apples မှာအစိတွေပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ seeds seeds လို့ပြောမယ်နောက်တစ်ခုသူဒီအသားထူတယ်အသားထူတော့ fleshy လို့ခေါ်မှာပေါ့နော်နောက်ပြီးတော့ pandy ရဲ့အခွန်ကစားလို့ရတာကို eatable peel လို့ခေါ်တယ်နောက်တစ်ခုသူ့မှာအလဲမှာဥတိုင်းပါတာဖြစ်တဲ့အတွက် core core ပါတယ်လို့ပြောမယ်နောက်apples ရဲ့ညှာတန်လေးကိုကျမတို့ stock လို့ခေါ်ပါတယ် apples ကိုစားခြင်းအပြင်ဘာအကျိုးကျေးဇူးတွေရနိုင်မလဲသူ့မှာ vitamins C ရဲ့ K ရဲ့ B ရဲ့ပါတယ်ပေါ့နော်ဒါကျမတို့ apples အကြောင်း mind map သုံးပြီးတော့မှအကြမ်းဖြင့်တွေးလိုက်တာဖြစ်ပါတယ်ဒါကို basic level မှာရှိနေတဲ့သူတယောက်က speaking လေ့ကျင့်မယ်ဆိုလို့ရှိရင်ဘာမှမခက်ဘူးရှေ့ကနေပြီးတော့ subject ရဲ့ buff တနည်းအားဖြင့် buff တူပြီးထည့်သွားရင်ရပြီပေါ့နော် The apples is red or green The apples is round The apples is sweet or maybe sour It has seeds It has stalk It has vitamins C, K and B It is juicy It is fleshy It has eatable peel it has core ဒါမျိုးပဲပေါ့နော်ကျမတို့ခုနတွေးထားတဲ့ဟာကို sentence တွေစီလိုက်တာ sentence စီရဲဆိုတာကလည်းအရင်ကြီးအခက်ခဲမဟုတ်ဘူးပေါ့နော်ကျမတို့သိပြီးသားစကားလုံးတွေနဲ့စီလိုက်တာပဲဒါဆိုလို့ရှိရင်ကျမတို့ speaking ကို practice လုပ်ပြီးသားဖြစ်တယ်ကျမအခုပြောနေတာ basic level အတွက်ဖြစ်ပါတယ်ဒါကြောင့်မလို့အရန်ကိုရိုးရှင်းတဲ့ pattern တွေကိုပဲသုံးသွားပါတယ်အကယ်၍ကိုက pre inter သို့မဟုတ် inter level မှာရှိနေတဲ့အကြောင်းသားဆိုလို့ရှိရင်တော့ဒီအတွေးပေါ်မှာအခြေခံပြီးတော့ပိုပြီးကောင်းတဲ့ပို့ပြီးတော့မှအဆင့်မြင့်တဲ့ structure တွေ complex structure တွေသုံးသွားပြီးတော့ essay ရေးလို့ရပါတယ်ဒီလိုပြောလိုက်ခြင်းအပြင်ကျမတို့က writing ကိုလည်းလေ့ကျင့်ပြီးသားဖြစ်မယ် speaking ကိုလည်းအထိုက်လျောက်လေ့ကျင့်ပြီးသားဖြစ်မယ်ပေါ့နော်ဆိုတော့ mind map ကဒီလိုမျိုးအသုံးဝင်ပါတယ်ကျမကဒါခေါင်းစဉ်ကိုအလွယ်ကူဆုံးဖြစ်တဲ့လူတိုင်းလည်းသိတယ် apple ဆိုတာလေးရွေးချယ်ထားလို့ပေါ့နော်ကိုကဥပမာဘာအကြောင်းပြောချင်လဲ orange အကြောင်းပြောချင်တာလားအသီးနှံအကြောင်းမဟုတ်ဘူးဟင်းသီးဟင်းရွက်အကြောင်းပြောချင်တာလားရတယ်အယောင်တွေအကြောင်းပြောချင်တာလား is okay ဆိုတော့ mind map ကဒီလိုမျိုးအရန်သုံးဝင်ပါတယ်အဓိကကတော့ mind map ရဲ့သဘောတရားဒီကျမတို့ essay တစ်ခုမရေးခင် speaking တစ်ခုကိုမပြောခင်မှာဒီအကြောင်းအရာနဲ့ပတ်သက်တဲ့အချက်တူလေးတွေကိုဆွဲထုတ်ပြီးတော့မှတ်သားရတာဖြစ်ပါတယ်ဒါဆိုရင် comment မှာကိုပြောချင်တဲ့အကြောင်းအရာလေးတွေကို mind map သုံးပြီးတော့ရေးခဲ့လို့ရပါတယ်เนาะအားလုံးအတွက် next success ပါ bye bye